သူမဟာကမ္ဘာသမိုင်းမှာပြန်တန်းနိုင်ခဲ့သမျှတတဝါတွေထဲမှာအကြီးမားဆုံးကတကောင်ဖြစ်တဲ့ကွက်ဆယ်ကိုဒလက်စ်မိခင်ကြီးဖြစ်ပါတယ်။သူမရဲ့တောင်ပံနှစ်ဖက်ဟာပေ30ကျော်အထိရှည်လျားပြီးတိုက်လေရင်တစ်စီးနီးပါးအရွယ်အစားရှိပါတယ်။သူမဒီနေရာကိုရောက်နေရတဲ့တခုတည်းသောအကြောင်းရင်းကတော့သူမရဲ့ဥတွေကိုဘေးကင်းတဲ့နေရာမှာဥဖို့အတွက်ပဲဖြစ်ပါတယ်။တောင်အာဖရိကမှာနှစ်စဉ်ရွာသွန်းတဲ့မိုးကြောင့်ရေကြီးမှုတွေဖြစ်ပေါ်လာပြီးဒီဒေသတစ်ခုလုံးဟာကျွန်းငယ်လေးတွေကြားထဲကမြစ်လက်တက်လေးတွေဆက်နွယ်နေတဲ့ရွှွံ့နွံတော်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်။သူမဟာဆူဆွတ်တဲ့ရွှွံ့နွံမြေကိုရွေးချယ်လိုက်ပါတယ်။ဥတွေဟာအမြဲဆူဆွတ်နေဖို့လိုအပ်ပြီး၆တွေ့သွားရင်တော့အခွန်တွေအကွဲသွားနိုင်လို့ပါ။ဒီကွက်ဆယ်ကိုဒလက်စ်တွေဟာငှက်တွေလိုခြေနှစ်ဖက်နဲ့လမ်းလျှောက်တာမျိုးမဟုတ်ဘဲခြေလေးဖက်လုံးကိုအသုံးပြုပါတယ်။သူတို့ရဲ့ရှေ့ခြေတွေဟာနောက်ခြေတွေထက်ပိုမိုတန်မာပြီးအတောင်ပံဖြစ်ရောခန္ဓာကိုယ်ကိုထောက်ပံ့ပေးတဲ့တိုင်ကြီးတွေဖြစ်ပါအသုံးော်ခံပါတယ်။သူတို့ရဲ့ပုံစံဟာအေယာမသွေးစုပ်လင်းတို့ကြီးတစ်ကောင်နဲ့ဆင်တူပါတယ်။လမ်းလျှောက်ဖို့အတောင်ပံတွေကိုရုပ်သိမ်းလိုက်တဲ့အခါအတောင်ပံရိုးတွေကခန္ဓာကိုယ်ကိုတဘာဝအတိုင်းထွေးပိုက်ထားတာကြောင့်မြေပြင်ပေါ်မှာတွက်လက်စွာလှုပ်ရှားနိုင်ပါတယ်။ဒါအပြင်သူတို့ဟာအေပြင်ပေါ်မှာအမဲလိုက်တဲ့တတဝါတွေလည်းဖြစ်ပြီးသူတို့ရဲ့လန်သွားလိုထက်မြက်တဲ့နှုတ်သီးကြီးတွေနဲ့တားကောင်ကိုမြေပြင်ကနေတိုက်ရိုက်ထိုးတက်ပြီးတကောင်လုံးဝါးမျိုးပြစ်တတ်ပါတယ်။မကြခင်မှာပဲသူမဟာအတိုက်လုပ်ဖို့နေရာတစ်ခုကိုရွေးချယ်လိုက်ပါတယ်။စာပိုင်းမှာဥနှစ်လုံးပဲရှိသေးပေမဲ့သူမဟာဒီအတိုက်ကိုသုံးပတ်ကြအောင်စောင့်ကြရမှာပါရက်နှဲငယ်ကြားတိုင်းဥနှစ်လုံးစီထပ်ဦးရင်းနဲ့နေရောညပါအတိုင်နာကနေမခွာပဲစောင့်ရှောက်ပါတယ်ပူပြင်းတဲ့နေရောင်အောက်မှာဆိုရင်အတောင်ပံတွေနဲ့အရေးလုပ်ပေးပြီးအေးဆက်တဲ့ညဖက်တွေမှာတော့နှွေးထွေးအောင်သူမရဲ့ခန္ဓာကိုယ်နဲ့ပတ်ထားပေးပါတယ်သုံးပတ်ကြာမှာတော့သူမရဲ့အောက်မှာတားငယ်40နှစ်ကောင်ကြီးထွားလာပါပြီဒါဟာတကယ့်ကိုခန္ဓာရည်ရှိလာတဲ့မိခင်မေတ္တာပါပဲသူမဟာအတော်လေးကိုပင်ပန်းနှွမ်းနယ်နေပါပြီးအစာရှာဖို့အတွက်အတိုက်ကနေခိတ္တမထွက်ခွာခင်မှာတားငယ်လေးတွေကိုဖုံးကွယ်ထားဖို့အပင်တွေနဲ့အတိုက်ကိုဖုံးအုပ်ပေးခဲ့ပါတယ်။သူမအစာရမ်းစာနေပါပြီးဒါပေမဲ့အနေကတော့မမျှော်လင့်ပဲမြ мян ဆန်ဆန်ရောက်လာပါတယ်။အသက်ကြီးပြီးပုံမပါနဲ့တဲ့တခြားအမတကောင်ဟာလည်းအတိုက်လုပ်ဖို့နေရာလိုက်ရှာနေတာပါဒီနေရာမှာအေယာမတက်တော်မိသားစုနှစ်ခုစာအတွက်လုံလောက်တဲ့အစာမရှိပါဘူးအဲ့ဒီပြဿနာကိုဖြေရှင်းဖို့နည်းလမ်းတစ်ခုပဲရှိပါတယ်ဒါအပြင်ဒီအိုတွေကလည်းအာဟာရဓာတ်တွေပြည့်ဝနေတာကိုသူမဟာအုပ်ထားတဲ့အပင်တွေကိုဖယ်ရှားပြီးသူမရဲ့နှုတ်သီးကိုလန်တစ်ချောင်းလိုသုံးကအတိုက်ထဲကတက်ရှိလေးတွေကိုတက်ဖြတ်ပစ်လိုက်ပါတယ်ဒီလိုနဲ့ပဲသူမဟာအဲ့ဒီအိုတွေကိုစားပစ်လိုက်ပါတယ်ဒါဟာတဘာဝတရားရဲ့ရက်ဆက်တဲ့နေရာမှာပါပဲအတန်မာဆုံးသူသာရှင်တန်ခွင့်ရတာပါအဲ့ဒီနောက်မှာတော့မိခင်ကြီးပြန်ရောက်လာပါတယ်ဖြစ်ဖြစ်သမျှကိုမြင်လိုက်ရတဲ့အခါသူမဟာအသေးအတန်အော်ဟစ်လိုက်ပါတယ်အေယာမတတဝါကြီးနှစ်ကောင်ဟာထိတ်တိုက်ရင်ဆိုင်မိကြပါပြီမိခင်ကြီးဟာနောက်ခြေတွေနဲ့မတက်ရက်ပေ30ကျော်ရှိတဲ့အတောင်ပံကြီးတွေကိုဖြန့်ပြီးမြေကြီးတုံဟဲသွားလောက်အောင်အော်ဟစ်လိုက်ပါတယ်ဒါဟာတေးရရှင်ရေးတိုက်ပွဲဖြစ်တယ်လို့မိခင်တယောက်ရဲ့ပြင်းထန်တဲ့ဒေါသလည်းဖြစ်ပါတယ်ဒီလိုခြေနေမျိုးမှာကျူးကျော်လာသူဟာတုံ့လောက်သွားပြီးဒါဟာမထိုက်တန်ဘူးလို့ယူဆကပြန်တန်းထွက်ခွာသွားပါတော့တယ်မိခင်ကြီးဟာအတိုက်စီကိုပြန်သွားပြီးကြံရှိနေသေးတဲ့ဥတွေကိုတလုံးချင်းစီစစ်ဆေးကြည့်ပါတယ်ကံကောင်းစွာနဲ့ပဲချိုးကတော့အသက်ပေးကလွတ်မြောက်ခဲ့ပါတယ်သူမရဲ့တာဝန်ကတော့မပြီးသေးပါဘူးဒီရှေးဟောင်းကဘာကြီးရဲ့မှာတက်ရှိတွေဟာရှင်တန်ရက်တည်နိုင်ဖို့အတွက်အမြဲတမ်းတိုက်ပွဲဝင်နေကြရဆဲဖြစ်ပါတယ်